Hello အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးကတော့အထိုင်းမှာအဖေနဲ့မိနဲ့ရောင်တို့နေသွားရှိရဲ့ vlog လေးကိုအမှတ်တရအနေနဲ့တင်လိုက်ပါတယ်ကင်မရာမန်မျက်နှာမမြင်ရဘူးဆိုလို့လည်းပြီးတော့နှုတ်ဆက်ပြပါတယ်Smile လက်မှတ်မဝင်ရသေးဘူးဆိုတော့ဒီဟိုကနေပြန်ဆင်းပြီးပြန်တက်ပါတယ်။မှန်တယ်လက်မှတ်ကလေပေါ်မှာရောက်လာပါ Hi လက်မှတ်ကတယောက်ကို14ပဲကျပါတယ်။မေကိုပါရှင်းပြနေတယ်တော့မသိဘူးနော်။ခေါင်းနေလည်းကြီးပါတယ်။သူတိတာလေးဝင်ပြောတာမှားနေပြီလေသွားတော့လေစီးပြီးပြန်ဖို့ပဲဒီဘောအန်တီကဖျားဖူးလို့ရတယ်ဆိုလို့ကိုရမ်းမောင်ဆိုတဲ့ဖျားကိုရောက်လာပါတယ်ဖျားပေါ်တက်မယ်ဆိုရင်တော့တယောက်ကိုပဲတရားကြပါတယ်အပေါ်တက်ဖို့ဆိုရင်လေကားတိတိတိလေးတွေကိုတက်သွားမှာဖြစ်ပါတယ်လေကားတိလေးကတစ်ပေါင်320ရှိတယ်လို့ပြောပါတယ်ဒီကတဝက်လောက်တက်ပြီးနော်ဒီလိုမျိုးရှူကင်လေးကိုတွေ့ရမှာဖြစ်ပါတယ်ညနာတော့နေဖူးလို့နည်းနည်းလေးရှူပုတ်နေပါတယ်နေ့စဉ်နေ့တိုင်းဝါကထုံပွဲတော်ကို9 ရက် 9 ညကျင်းပကြပါတယ်တဲ့ဘော်ဆုံးတက်ကိုရအောင်တော့အစီအစုရှိပါတယ်မျိုးကင်းရမ်းကြည့်ရတဲ့ feeling ကတော့ဘာမှမဖြစ်ပါဘူးရက်မိုက်ပါတယ်ရမ်းလည်းလာပါတယ်တောင်ကြီးကိုပြန်ဆင်းလာပြီဆိုရင်တော့မတက်ရရုပ်ပွားတော့တဆူတဲထားတဲ့လိုင်ကောင်းတစ်ခုရှိပါတယ်လေးစီးပြန်มาတော့မယ်vlog လေးကိုဆုံးဖြတ်ကြည့်လို့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye